ခင်ဗျားတို့သိလားဒီ music ကိုချိုးနိုင်ငံတွေမှာတကယ်ဘန်းခဲ့ဘူးလေလူတွေကလည်းဒီ music ကိုနားထောင်ရင်သူတို့ရဲ့ darknet ကိုနိုးထစေရလို့ဖြုံကြည့်ခဲ့ကြတယ်ပြီးတော့ဒီ music မျိုးစားရဲ့ history ထဲမှာတကယ်ကြောက်စရာကောင်းတဲ့ story အများကြီးရှိတယ်ဗျအဲ့ဒီအရာကို dark matter လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ hidden theory channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ထင်တာကတော့ခင်ဗျားတို့ဒီ video သဘောမကျလောက်ဘူးဗျဘာကြောင့်လဲဆိုတော့ဒီခေတ်မှာ matter ကိုကြိုက်တဲ့လူတွေကတော်တော်လေးနည်းလို့ပါဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်အကြိုက်ဆုံး music ဖြစ်နေတော့ဒီ video မှမလုပ်ရရင်တခြား content တွေကိုစဉ်းစားဖို့ခက်ခဲနေတဲ့ကြောင့်မို့လို့ကျွန်တော်ဒီနေ့မှာတော့ dark matter ရဲ့ကြောက်စရာကောင်းတဲ့ history ကိုလေ့လာကြည့်ရအောင် music တစ်ခုဟာလူတစ်ယောက်ရဲ့စိတ်ကိုပြောင်းလဲနိုင်လား1980တုန်းကတော့ဒီမေကွန်းကိုမိဘတွေ church တွေ new channel တွေအဲ့ဒါတွေအကုန်လုံးကတကယ်ကြောက်ခဲ့ကြပါတယ်ဘာလို့လဲဆိုတော့ကဘာပေါ်မှာအန်ရရှိဆုံး music လို့ခေါ်တဲ့ music အမျိုးအစားတစ်မျိုးပေါ်ထွက်လာလို့ပါအဲ့ဒီ music မျိုးစားကို metal music လို့ခေါ်ပါတယ်တချို့လူတွေတက်ကတော့ဒါဟာ noise တစ်ခုပဲဒီဘက် short on နေတာဘာမှမနားမလဲဘူးလို့ထင်ကြပေမဲ့တချို့လူတွေတော့ကကြတော့ဒါဟာ range pain fear darknet အကုန်လုံးကို screen လုပ်ပေးနေတဲ့ပွဲတစ်ခုပဲဗျ1980ခုနှစ်လောက်မှာကဘာကြီးက already dark ဖြစ်နေတယ် war တွေ economic crisis တွေ violence တွေ fear တွေလူတွေက reality ကိုမုန်းလာကြတယ်အဲ့ဒီအချိန်မှာပဲ Black Sabbath ဆိုတဲ့ဘန်တစ်ခုပေါ်လာခဲ့တယ်သူတို့ရဲ့ music တွေကအရင် rock sound တွေနဲ့လုံးဝမတူတော့ဘူး heavy guitar sound effect တွေ dark atmosphere တွေ graveyard လိုမျိုး feeling တွေပေးလာတယ်ပြီးတော့ lyrics တွေကလည်း war magnet fear human darknet အကြောင်းတွေနောက်တော့လည်းလူတွေက shock ဖြစ်သွားကြတယ်တချို့ parent တွေကဆိုရင်ဒီ music က evil ဖြစ်တယ်လို့တော့ပြောလာကြတယ်ဒါပေမဲ့အဲ့ဒီကြောက်စိတ်ကပဲ metal music ကိုပို့ပြီးတော့ famous ဖြစ်စေခဲ့တာဗျ1980ရောက်လာတဲ့အခါမှာ metal ကပို့ပြီးတော့ aggressive ဖြစ်လာတယ်ပို့ပြီးတော့မြန်လာတယ်ပို့ဆူလာတယ်ပို့ပြီးတော့ violent ဖြစ်လာတယ် Metallica Slayer လို့ band တွေက music ကို weapon တစ်ခုအနေနဲ့ပြောင်းပြီးသုံးလိုက်တယ် concert တွေမှာ fan တွေကို screen လုပ်တယ်တယောက်တစ်ယောက်တိုက်မိကြတယ် ground ပေါ်ပစ်လဲကြတယ် most pit ဆိုတဲ့ culture လည်းပေါ်လာခဲ့တယ်အပြင်ကလူတွေကဒီလူတွေ energy ရှိနေပြီလို့ထင်လာကြတယ်ဒါပေမဲ့ metal fan တွေတော့ဒါက freedom ပဲဗျသူတို့ရဲ့ anger တွေကိုသူတို့ရဲ့ pain တွေသူတို့ရဲ့ depression တွေအဲ့ဒီຢာတွေအကုန်လုံးကို music ထဲမှာ release လုပ်နေတယ်ဒါပေမဲ့ metal history မှာအကြောက်ဆုံး character က Norway မှာစခဲ့ပါတယ်1990ခုနှစ်မှာ black metal ဆိုတဲ့ music မျိုးစားတစ်ခုထပ်ပေါ်လာတယ်မှန်တယ်ပြောရင်ဒီမျိုးစားက music တစ်ခုဆိုတဲ့ပို့ရတယ် voice fake pain တွေ black eye တွေ dark imagery တွေဆိုတော့ဒီကြည့်လိုက်ရင်လည်းသူတို့တွေက normal band တစ်ခုလို့မခံစားရတော့အဲ့ဒီ scene မှာအကြော်ကြားဆုံး band တစ်ခုက Mayhem ဆိုတဲ့ band မှာသူတို့ရဲ့ stage performance တွေ lyrics တွေ atmosphere တွေအဲ့ဒါအကုန်လုံးက metal history ရဲ့အမှောင်ဆုံး image တစ်ခုဖြစ်လာခဲ့ပါတယ်ပိုဆိုတာကတော့အဲ့ဒီနောက်ပိုင်းမှာ Norway မှာ church တွေ band လောက်လာတယ် media bandits တွေစတင်လာတယ်သတင်းတွေမှာ metal music is dangerous ဆိုပြီးတော့ headline တွေပါတက်လာခဲ့တယ်။တချို့ country တွေမှာ concert တွေအဘန်းခံရတယ်။တချို့ album တွေဆို store မှာတင်ပြီးတော့ရောင်းလို့မရဘူး။မိဘတွေကလည်းသူတို့ကလေးတွေကိုဒီ metal ချင်းကိုနားထောင်မှာကိုတကယ်ကြောက်လာကြပါတယ်။ဒါပေမဲ့ထူးဆန်းတာက metal fan အများစုက violent criminal တွေမဟုတ်ဘူးဗျ။တချို့တွေက lonely ဖြစ်နေရတချို့တွေက depressed တချို့က society နဲ့ disconnect ဖြစ်နေတဲ့လူတွေသူတို့အတွက် metal music က noise မဟုတ်သူတို့ရဲ့ခေါင်းထဲက darknet ကိုနားလည်ပေးနိုင်တဲ့ voice တစ်ခုပဲဒါကြောင့်မှတချို့လူတွေက metal တွေကိုကြောက်ကြတယ်ဘာလို့လဲဆိုတော့ metal music ကလူတွေဖုံးကွယ်ထားတဲ့ darknet ကိုအမှန်တိုင်းထုတ်ပြထားလို့ပါပဲပြီးတော့ကြောက်ဖို့အကောင်းဆုံးက darknet ဆိုတာ music ထဲမှာပဲရှိနေရမဟုတ်တော့ပါဘူးလူတိုင်းရဲ့အတွင်းစိတ်ထဲမှာရှိနေရလဲဖြစ်နိုင်ပါတယ်ခင်ဗျားတို့ black metal music ကိုမြည်ဆန်းကြည့်ချင်တယ်ဆိုရင်ကျွန်တော်အခုပြထားတဲ့သချင်းသုံးဖို့ကိုညဘက်တိတ်ဆိတ်နေတဲ့အချိန်မှာ headphone လေးတက်ပြီးတော့နားထောင်ကြည့်ပါဘာကြောင့် metal music ကိုလူတွေကြောက်ကြလဲဆိုတော့ခင်ဗျားတို့နားလည်လာပါလိမ့်မယ်